呀，给几哎哩，比如你老练那么包呢，我为啥改你包呢？练那包也不比较呢，那个包是呢。我为啥呢包？ထွက်လာတဲ့အရေးတွေကိုလေထုတ်ပလိုက်အဲ့လိုမျိုး तू ဝါဆာဘီစားယုံလေးနဲ့ညစ်ရင်ထွက်သွားယုံနဲ့မရဘူးဝါဆာဘီစားယုံနဲ့မျက်ရည်ထွက်ယုံနဲ့မရဘူး तू အဖုအရေးကြီးဖုတေးသေးလေးတွေ तू တောက်လျှောက်ပေါက်နေတာလေဖုံဝင်သလားပေါက်တာအဲ့လိုမျိုးနော်အထဲမှာအရေးကြီးဖုလေးတွေတက်တာလေအဲ့ဒီအရေးကြီးဖုလေးတွေကလက်နဲ့ပေါ်မှ तू ပေါက်ထွက်တယ်အဲ့လိုနော်လက်နဲ့တအားပေါ်ပေးမှပေါက်ထွက်ပြီးတော့အဲ့ဒီအရေးကြီးဖုအဲ့လေးတွေတေးလေးတွေပေါက်ပြီးတော့ထွက်လာတဲ့အရေးကချွဲတယ်မျက်လုံးတွေထဲမှာဖြစ်တာလေမျက်လုံးနှာခေါင်းအုံနောက်တွေထဲမှာဖြစ်တယ်အဲ့လိုဆိုတော့အုံနောက်ထဲမှာပေါက်တဲ့အရေးကြီးဖူးကလည်း तू ရားတာကြောင့်ခေါင်းကိုက်တယ်ပြီးသွားလို့ရှိရဲ့မျက်လုံးအိမ်မှာပေါက်နေတယ်မျက်လုံးအိမ်နဲ့အဲ့ဒီမိဘတွေမှာပေါက်တဲ့အရေးကြီးဖူးကလည်းရားတယ်ခေါင်းမှာကျတော့ကိုက်တယ်အဲ့လိုမျက်လုံးမှာကျတော့ရားပြီးတော့မှအချိန်မြင့်ရားနေတာပေါ့ပေါ်လိုက်အရေးကြီးဖုလေးတွေက तू မကုံသေးဘူးဖုံဝင်သွားပြီဟေ့ဆိုရင်အရေးကြီးဖုလေးတွေကပြန်တက်တယ်အဲ့လိုမျိုးပြန်တက်ပြီးတော့မှအရေးကြီးဖုတွေပြန်ဖြစ်လာကေးကြီးအဲ့တေးလေးတွေလေ तू ရေယုံလေးတွေလိုပေါက်တာလေအဲ့ဒါတွေကိုခဏပေါ့ထုတ်လက်နဲ့မပေါ်နဲ့အဝတ်စားနဲ့ပေါ့ပြီးထွက်လာတဲ့အရေးကင်ကြည့်ချွဲတယ်ချွဲပြီးတော့မှချွဲကြည့်နေတယ်အရေးကြီးတဏှာရည်တွေဆိုတော့လေအသားထဲကငံပြီးစိတ်ပြီးထွက်တဲ့အငံရည်အဲ့လိုမျိုးနော်ဆိုတော့အဲ့ဒီအငံရည်တွေကမျက်လုံးကိုရားစီတော့နှာခေါင်းကနေဖုံနေရှိုင်းမိသွားရင်အုံနောက်ထဲမှာရားတယ်အရေးကြီးဖူးတွေပေါက်လို့အကယ်၍အုံနောက်ထဲကနေပြီးတော့အရေးကြီးဖူးတွေကတအားရားပြီးထွက်လာတဲ့အရေးကြီးဖူးတွေအထဲမှာ तू ဖုံကြောင့်တအားရားနေတဲ့အရေးကြီးဖူးတွေက तू ကန်ပြီးထွက်တာလေအဲ့လိုမျိုးကန်ပြီးထွက်တဲ့အခါကျတော့ခန္ဓာကိုယ်တွေမှာလည်းတအားပူတယ်အဲ့လိုမျက်လုံးတွေလည်းပူတယ်ခန္ဓာကိုယ်လည်းပူကောင်းလည်းပူပြီးကိုက်တယ်ပြီးသွားလို့ရှိရင်မျက်လုံးအိမ်ကိုပေါ်လိုက်ရင်နှာခေါင်းကလည်းချွဲအဲ့ဒီချွဲကခဏထွက်ပြီးချွဲမရှိလဲအဲ့ဒီအရေးကြီးဖူးကနေဖြစ်နေတာကြောင့်မျက်လုံးကလည်းမျက်ရည်တွေကအမြဲတမ်းဆူပြီးတော့မျက်ရည်တွေဆူပြီးတော့ရာချင်တယ်တကယ်တော့အဲ့ဒီမျက်ရည်တွေကတဏှာရည်တွေချွဲတွေလို့ထွက်လိုက်တယ်အဲ့တော့ပေါ့ပြီးရင်မျက်ရည်တွေထုတ်ပြစ်ပြီးတော့စိတ်ထက်ပေါ့ပြီးတဏှာရည်တွေထုတ်ပဲ့ဒါကခဏမလုံးနဲ့မျက်လုံးရဲ့အကြောကတအားကြီးရောင်သွားတဲ့အခါကျရင်ပျောက်ဖို့အတွက်နည်းနည်းလေးကြာတယ်ပြီးရင်မျက်လုံးမှာချွဲတွေပိတ်တယ်အဲ့လိုမျက်ချီးတွေပိတ်တယ်လို့တက်ပိတ်တယ်ချွဲတွေပိတ်တယ်မျက်လုံးကြည့်ပါမှကြည့်မတွေ့ဘူးကြည့်နေတဲ့အချိန်မှာပဲ
ချွဲမြင်လေးတွေကအရှိမကလတ်ဖြစ်သွားတယ်အဲ့လိုမျိုးချွဲတွေပိတ်ပြီးတော့လေအဲ့ဒါတွေအထဲကအပူတွေကန်ထွက်တာကြောင့်ဖြစ်တာလေအဲ့ဒီအရေးကြီးဖူတွေကကိုကပေါ်လိုက်ရင်ဒီနေရာလေးအကုန်ရောင်သွားတယ်အဲ့လိုမျိုးသူအကြောလဲရောင်ချွဲကြောက်လဲရောင်အကြောကြောက်လဲအကြောကမျက်လုံးအိမ်ရဲ့အကြောကသူကရောင်လာလွယ်တယ်အဲ့လိုမျိုးပြီးတော့အပူတွေရှိတဲ့အခါကျတော့အပူနဲ့ချွဲတွေရှိတဲ့အခါကျတော့မျက်လုံးအိမ်ကပေါ်လိုက်ပုံပြီးရောင်လာလွယ်တယ်ဒါပေမဲ့ပေါ်ထုတ်လိုက်ချွဲတွေထွက်လာတယ်ဒီလမ်းမဟုတ်ပေါ်ထုတ်လိုက်ချွဲတွေမျက်ရည်တွေထွက်လာတယ်သူကဝါဆာဘီစားရုံရိုးလေးနဲ့တော့မကောင်းဘူးအထက်ကအရေးကြီးဖုတဲနေတဲ့အရေးကြီးဖုတွေကိုပေါက်ကွဲအောင်သူကပေါက်ပြဲရတာလေပေါက်ကွဲသွားပြီဟေ့ဆိုရင်မျက်လုံးထောက်တွေကတအားရရံမှုကြောင့်သူကအရေးတွေမျက်ရည်တွေထွက်လာအဲ့တော့ကုရီတအားကြာတယ်အဲ့ဒီကုနေတဲ့တစ်ချိန်လုံးလဲမျက်လုံးကရောင်ပြီးတော့မျက်လုံးကဖောင်းပြီးတော့တွယ်ပြီးတော့မျက်ကြောတွေရောင်နေတာလေဒါပေမဲ့တချို့အာဖရိကတွေဆိုရင်တော့မျက်လုံးကိုခဏရားနေတာထဲဆိုင်ရင်သူတို့ဖောက်ပစ်လိုက်တယ်အာဖရိကတွေလေမျက်လုံးကိုထုတ်ပလိုက်တယ်နှလုံးလုံးထုတ်ပြီးတော့မှ benefit ယူလိုက်တယ် disable benefit အကန့် benefit United States မှာအဲ့ဒါတွေရှိတယ်ဆေးရုံမှာအဲ့ဒါဒီလိုလူနာတွေအများကြီးပဲဆေးရုံမှာဒီလိုဖုံကြောင့်မျက်လုံးခဏရတယ်မျက်လုံးအိမ်ကမျက်ရည်တွေထွက်တယ်အဲ့လိုမျိုးနော်ဒါပေမဲ့သူတို့မပေါ့ဘူးမျက်ရည်တွေတော့ကျတယ်ရားနေတာကြောင့်ဆင်းနေအာဖရိကအများစုရားနေအဲ့လိုပဲဘယ်လိုလုပ်မလဲနောက်ဆုံးသူတို့မျက်လုံးစုံလုံးဖောက်ပလိုက်တယ်ထုတ်ပလိုက်တယ်ပြီးတော့အကန့်ခံလိုက်တယ်မျက်လုံးအိမ်မှာလုံးဝမျက်စိမရှိတော့ဘူး took off the eyeball and receiving the blind benefit better than the feel a bit of an itchy eye because the itchy eye coming from dust every day you get a dust cannot avoid it so just take off the eyeball and the receiving blind benefit is the better blind benefit ကအတူတူပဲလေအစဲဆိုင်ပဲလေအဲ့ဒါပက်စင်တစ်ခါယူပက်လိုက်တယ်နားအေးသွားတယ်ပက်စင်စားလိုက်တဲ့အခါကျတော့မျက်လုံးကိုတစ်ခါပိတ်ထားလိုက်တာလေ United States မှာ Africa တွေ benefit အများဆုံးရရှိတာဒီ blind benefit ပဲဖြစ်တယ်မျက်စိအကန့်ခံပလိုက်တယ်တအားရှားတာလေဖုံကနေရရှိတာဆိုတော့အကျိုးကျေးဇူးတစ်ခုပေါ့နော်လူတွေကဖုံမျက်စိရအောင်လို့ဖုံလေးအများကြီးဖွာကြတယ်ဒါပေမဲ့တချို့ဒီလိုပဲလေအုံအောင်တွက်တဲ့လူတွေရှိတယ်အထူးသဖြင့်အာဖရိကတွေအမေရိကမှာဘာအလုံးမလည်းမရှိဘူးမျက်လုံးကလည်းခဏရတယ်ထုတ်ပလိုက်ဆေးရုံတဲ့အကန့်ခံပလိုက်တယ်မျက်လုံးထုံလိုက်မယ်ထုတ်ပေးတယ်လေထုတ်ပေးတယ်ပြီးတော့မျက်စိစုံလုံးကပ်ပလိုက်တယ်တချို့ဆိုရင်မကုဘူးမျက်လုံးလေထုတ်ပလိုက်တယ်မကုဘူးမျက်လုံးမကုတတ်တာကြောင့်အာဖရိကတွေလေ
မျက်လုံးမကူတက်တာကြောင့်မျက်လုံးဆိုရင်လောက်တက်သွားတယ်မျက်လုံးပုတ်သွားတယ်တချို့တွေလေမျက်လုံးပုတ်ပြီးတော့နံနေတယ်အဲ့လိုမျိုးပုတ်ပြီးတော့မျက်လုံးကနံပြီးတော့အဲ့လိုအနက်တွေထွက်တာပေါ့နော်မျက်လုံးကနေပြီးတော့မျက်လုံးအနေကျုပ်တို့မျက်လုံးဆွေလဲတအားကူးရတယ်အခုဆွေအသက်ကိုစူးစားရတယ်မျက်လုံးတွေနေတာလေဒီအဲ့ဒီနေရာတွေမှာအရေးကြီးဖောက်တယ်အဲ့ဒီအထဲဘက်မှာမျက်လုံးအိမ်ရဲ့အထဲဘက်မှာမေးပါမှာလေအဲ့ဒီအပေါ်ရဲ့မျက်လုံးအိမ်ရဲ့ဒီမျက်လုံးအိမ်ရဲ့အထဲဘက်မှာမေးပါတွေမှာအရေးကြီးဖူးပေါက်တယ်ဒီအထဲတွေမှာအရေးကြီးဖူးပေါက်တယ်ဒီအောက်တွေမှာလေဒါကိုရလို့တအပေါ့ရင်မျက်ရည်ကြီးတွေချွဲပြီးထွက်လာတယ်ဒါပေမဲ့မျက်လုံးနီးပြီးတော့ဒီကောင်တွေအကုန်ရောင်သွားတယ်ပေါက်လို့မကုံသေးဘူးဖုံတွေထပ်ဝင်တယ်ဟေ့ဆိုထပ်ပေါက်တယ်ထပ်ပေါ့တယ်ဆိုတော့မျက်လုံးကအန်ရယ်ရှိတယ်ကျုပ်တို့ကြတော့မထုတ်ဘူးမျက်လုံးကိုဘာဖြစ်လဲဆိုတော့ကျုပ်တို့မွေးလာတာကံကောင်းတယ်လေပြည့်စုံတယ်အဲ့လိုမျိုးနော်ဆိုတော့အဲ့လိုမွေးလာတဲ့အခါမှာကိုယ်ပြည့်စုံစွာမွေးလာတဲ့အတွက်ကိုဘလို့မှအဲ့လိုကိုယ်မှရရှိထားတဲ့ပိုင်ဆိုင်ထားတဲ့ကိုယ့်ရဲ့အကောင်းဆုံးကံကြမ္မာတွေဖြစ်စီဖို့မလွယ်ဘူးမျက်လုံးအခုမျက်မှန်တက်ပြီးနေရတာတော့တိတ်ပြီးတော့တိတ်အဲ့လိုမျိုးပေါ့တိတ်စိတ်မကောင်းတော်တော်ကိုစိတ်မကောင်းဖြစ်တယ်တဘာဝမျက်လုံးနဲ့ရိုးသားကြည့်တွေ့နိုင်တယ်ဟေ့ဆိုရင်တိတ်ထူးခြားတဲ့ပါရမီပေါ့နော်ကံကောင်းတဲ့စစရရပြည့်စုံနေတဲ့ခန္ဓာကိုယ်မှာလေအဲ့လိုမျိုးဆိုတဲ့အခါကျတော့မျက်လုံးဖောက်ပြီးတော့မှအဲ့လို disable benefit ယူဖို့ဆိုတာမျိုးအဲ့လောက်ထိကိုတစုံတစ်ခုအဆုံးရှုံးခံပြီးတော့မှဒီလို benefit ယူမယ်ဆိုတာမျိုးတော့မကြံစီဘူးပေါ့နော်အာဖရိကတွေကတော့ယူကြတယ်ဆေးရုံမှာအဲ့ဒါတွေ record တွေအများကြီးပဲ America မှာယူပြီးတော့မျက်လုံးကိုတစ်စုံလုံးကန်း disable benefit access တခါ retirement လိုက်တာပေါ့နော်မျက်လုံးစုံလုံးတစ်စုံလုံးထုတ်ပြစ်ပြီးတော့ဒါပေမဲ့တချို့မျက်လုံးပုတ်ပြီးတော့နန်းနေတယ်ပုတ်ပြီးနန်းသွားတယ်ဒါကျုပ်တို့မျက်လုံးတွေကြတော့တအားရတယ်တအားကြီးစိုက်တယ်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးကိုယ်ပြည့်စုံစွာမွေးလာတာကလူဘဝမှာတကယ်ပြည့်စုံစွာမွေးလာတဲ့ကံကောင်းတာပေါ့နော်ဆိုတော့ကိုယ်မှာရရှိထားတဲ့ပိုင်ဆိုင်ထားတဲ့ပြည့်စုံတဲ့နားနှာခေါင်းမျက်လုံးခြေလက်နားနှာခေါင်းမျက်လုံးပြည့်စုံနေတဲ့အရာတွေဒါတွေကိုချော်ယွင်းသွားအောင်ကိုယ်တိုင်ဖန်တီးမယ်ဟိဆိုရင်တော့ကိုလိုက်ပြလဲကိုမလုံပြီးတော့ကိုယ်တိုင်လည်းကြည်နပ်မှုရှိမှာမဟုတ်ဘူးဘာဖြစ်လဲဆိုရင်ကိုယ်မှာပြည့်စုံနေတဲ့အကြောင်းအရာကြောင့်မျက်လုံးနဲ့ကြည့်ယုံနဲ့အရာရာကိုယ်တွေစဉ်းစားနိုင်စွမ်းအားရှိတယ်အဲ့လိုမျိုးနော်မျက်လုံးကြောင့်ကိုယ်တွေရဲ့ပြုလုပ်နိုင်စွမ်းအားစဉ်းစားနိုင်စွမ်းအားထောက်လုံးနိုင်စွမ်းအားကမျက်လုံးကနေပြီးရရှိတာလေပြီးတော့ကိုယ်တွေလက်တွေ့ပြုလုပ်တဲ့ခြေတွေလက်တွေပါးစပ်နဲ့ပြောတယ်အဲ့လိုနော်ပြီးတော့ဒါတွေအားလုံးဟာတိတ်အရေးကြီးတာမို့တချို့တန်ဖိုးမထားကြဘူးကျုပ်တော့တအားတန်ဖိုးထားတယ်ကို့မှာရရှိတဲ့ဟာမလောက်ဘူးကြိုးကြည်နေကုန်ပြီဒီမှာကျိုးသွားတာဟိုမှာကျုပ်ဟာတန်ဖိုးထားတာတယ်တန်ဖိုးထားတော့လာမျက်လုံးကရောင်ကိုယ်မှာရှိနေတဲ့အရာကကိုယ့်ရဲ့
အလမာနပဲဖြစ်တယ်